အားလုံးမင်္ဂလာပါကပတ်သတင်း channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်အိမ်ဖြူတော်သတင်းတောက်များတင်းရဲ့နှစ်ပတ်လည်ညစာစားပွဲ White House Correspondent Dinner မှာဖြစ်ပွားခဲ့တဲ့တဲထက်ရင်ပူစရာတနက်ပြစ်ခတ်မှုနောက်ွယ်ကအကြောင်းအရာတွေကိုတင်ဆက်ပေးချင်ပါတယ်ဝါရှင်တန် DC ရဲ့အချက်ချာကြတဲ့ဝါရှင်တန်ဟီတန်ဟိုတယ်ကြီးထဲမှာကမ္ဘာဩစာရှိဆုံးပုဂ္ဂိုလ်တွေစုဝေးနေတော့မထင်မှတ်ပဲတနက်တန်တွေထွက်ပေါ်လာခဲ့တာမထင်မှတ်ပဲတနက်တန်တွေထွက်ပေါ်လာခဲ့တာပါဒီပြရဟာဒီကမ္ဘာပေါ်မှာဘယ်နေရာမှမလုံခြုံတော့ဘူးလားဆိုတဲ့မေးခွန်းကိုပြင်းပြင်းထန်ထန်ထွက်ပေါ်စေခဲ့ပါတယ်အဲ့ဒီညကဝါရှင်တန်ဟီတန်ဟိုတယ်ရဲ့ခမ်းမကြီးထဲမှာမီးရောင်စုံတွေဝိုင်ခွက်ချင်းထိတန်တွေနဲ့တကယ့်ကိုအစင်မြေလှတဲ့လေသူကဖုံလွှမ်းနေခဲ့တာပါအမေရိကန်နိုင်ငံရေးမီဒီယာနဲ့ဖျော်ဖြေလောကကထိပ်သီးပုဂ္ဂိုလ်2500ကျော်စုံစုံလင်လင်ရှိနေကြတာပေါ့သမ္မတထရန့်ဟာလည်းအစင်အလာကိုဖောက်ဖျက်ပြီးဒီနှစ်ပွဲကိုတက်ရောက်ခဲ့ပါတယ်ဒါပေမဲ့သူရောက်ပြီးနိုင်ဝက်လောက်မှတင်ရှေ့တကားဘက်ကနေပောက်ကွဲတန်ကြီးထွက်ပေါ်လာပြီးခဏလှတဲ့ညစာစားပွဲဟာမျက်စိသမိတ်တွင်းမှတင်ကစိတ်ကလျာဖြစ်သွားခဲ့ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာအချက်တစ်ခုက BBC ရဲ့မြောက်အမေရိကသတင်းတောက်ချုပ်ဂယ်ရီအိုတိုနိုဟီရဲ့အတွေ့အကြုံပါသူကအမင်းအာယုံချွတ်တဲ့သူဖြစ်ပေမဲ့သူ့ရဲ့နားကတော့တကယ်ကိုထက်မြက်ပါတယ်အများစုကစပွဲတိုးတွေဘန်းလွတ်ကြတယ်လို့ထင်နေချင်မှာသူကတော့ဒါဟာတနက်တန်ဆိုတာကိုချက်ချင်းသိလိုက်ပါတယ်အော်ဒီယိုတပက်တက်လို့ခေါ်တဲ့အတန်းကိုခွဲခြားစိတ်ဖြာနိုင်စွမ်းနဲ့ဒါဟာစီမီအော်တိုမက်တစ်တနက်တန်ဖြစ်ပြီးမှန်ကွဲတန်တွေပါကြားနေရတယ်ဆိုတာကိုသူအတည်ပြုခဲ့တာပါကျွန်တော်စပွဲအောက်မှာဒူးထောက်ပြီးဝတ်နေခဲ့ရတယ်ဒါဟာတနက်ပြစ်ခတ်မှုဆိုတာကျွန်တော်တေချာသိနေတယ်လို့သူကပြန်ပြောပြခဲ့ပါတယ်လုံခြုံရေးပိုင်းကိုပြန်ကြည့်ရင်လဲတကယ်ကိုအော်ပိုကောင်းလောက်အောင်ပေါက်ပြဲခဲ့တာပါဝါရှင်တန်ရဲ့လမ်းတွေကိုမိုင်ပေါင်းများစွာပိုက်ထားပေမဲ့ဟိုတယ်အတွင်းပိုင်းစစ်ဆေးမှုတွေကတော့တကယ်ကိုပေါ့ရော့လွန်းနေပါတယ်တင်းတော့ဂယ်ရီကိုတိုင်းကြုံခဲ့ရတာကတော့လုံခြုံရေးတွေဟာလက်မှတ်ကို6ပေกว่าကနေပေါ်ရန်ပဲကြည့်တာမျိုးတတ်သူရှာဝေဆက်ကအချက်ပေးတန်မြင်နေတာတောင်ဂယုမဆိုင်ပဲလှုပ်ပေးလိုက်တာမျိုးတွေရှိခဲ့ပါတယ်ဒါဟာလုံခြုံရေးရဲ့ပုံရိပ်ရောင်တတ်ပဲဖြစ်နေခဲ့တာပါတနက်တန်ကြားတာနဲ့အရှိန်အဝါတွေဂုံဒရက်တွေအကုန်ပြောက်သွားပြီး VIP တွေအားလုံးကျမ်းပြင်ပေါ်ဝတ်နေခဲ့ရပါတယ် FBI ညွန်ကြားရေးမှူး Christopher Wray တောင်သူ့ရဲ့ချစ်သူကိုကာကွယ်ဖို့ကျမ်းပြင်ပေါ်မှာဝတ်နေခဲ့ရတာပါ Secret Service တွေကလည်းသမ္မတထရန့်မီလနီယာနဲ့ဒုသမ္မတဂျီနီဘန်တို့ကိုချက်ချင်းဘေလို့ရကိုခေါ်ထုတ်သွားခဲ့ပါတယ်အသက်89ခုနှစ်အရွယ်သမ္မတထရန့်ဟာအလျင်အမြန်ထွက်ခွာချိန်မှာ29လှမ်းกว่าမှတင်လဲကျသွားခဲ့လို့အဆောက်အအုံတွေကမပြီးတော့ပွေခေါ်သွားခဲ့ရတဲ့အထိခြေနေကဆိုးရွားခဲ့ပါတယ်ပိုပြီးထိတ်လန့်စရာကောင်းတာကတန်တရားရှိသူဟာအပြင်ကကျူးကျော်ဝင်ရောက်လာသူမဟုတ်ပဲဟိုတယ်မှာအခန်းယူထားတဲ့ဧည့်သည်တူဖြစ်နေတာပါသူစီမှာရှော့ကန်တွေပင်စတိုတွေနဲ့ဓာတ်တွေအများကြီးပါလာခဲ့တာပါဒီဖြစ်ရဟာ2024ဇူလိုင်လကပင်ဆယ်ဗေးနီးယားမှာထရန့်လောက်ကျန်ခံရလူနီပါဖြစ်ခဲ့တဲ့ဒန်ယာဟောင်းကိုပြန်ဆွပေးလိုက်ရတယ်လို့ပါပဲသမ္မတထရန့်ကတော့ဒါကိုနိုင်ငံရေးအရအသုံးချပြီးအလွတ်လုပ်တဲ့သမ္မတတွေပဲအခုလိုလောက်ကျန်ခံရတာလို့ပြောဆိုခဲ့တယ်လို့တနက်ကင်ဆောင်ခွင့်ဥပဒေကိုကတ်တက်ဖို့လဲဆက်လက်ညှင်းဆန်နေပါတယ်ဒါပေမဲ့ဒီဖြစ်ရကနေပေးလိုက်တဲ့တင်ငန်းစာကတော့ရှင်းပါတယ်လုံခြုံရေးပိုင်းမှာကံကောင်းမှုဆိုတာအမြဲတမ်းရှိနေမှာမဟုတ်ဘူးဆိုတာပါပဲ BBC သတင်းတောက်ဂယ်ရီပြောခဲ့တယ်လို့ငါတို့ရဲ့ကံတရားတွေကုံဆုံးမသွားခင်အမေရိကန်မှာဒီလိုဖြစ်ရမျိုးတွေဘယ်နှကြိမ်လောက်ထပ်ကြုံရအောင်မလဲဆိုတာကတော့တကယ့်ကိုစဉ်းစားစရာဖြစ်နေပါတော့တယ်ဘာသတင်းစီစဉ်ကိုဆုံးထိကြည့်ရှုနားဆင်ပေးခဲ့ကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ကြပါစေခင်ဗျာ